ဒီစပင်းညက်ပညာကိုလည်းလေ့လာနေတယ်ပြီးတော့ညက်ပစ္စည်းအသုံးဆောင်တွေအကြောင်းလည်းသိကျင်တဲ့သူတွေတော့ကိုဆက်အသွား blade တွေအကြောင်းပဲဖြစ်တယ်ပေါ့နော်ဆက်တွေကိုအဲ့လိုစီမထည့်ဘူးလားအသွားတွေကစီထည့်စရာမလိုဘူးလားဆိုပြီးမေးလာတွေရှိရပေါ့အရင်တော့ဆိုတာကျွန်တော်ဒီဆက်အသွားတွေကနီးပညာအရာလည်းရိုင်း upgrade မဖြစ်တဲ့အခါမှာကျတော့အသုံးပြုတဲ့ဆက်တွေဒီဒါအသွားတွေဒီကျွန်တော်တန်သွားတွေဖြစ်တယ်ဖြစ်ကြညှက်လို့ရှိရင်ကျွန်တော်ပူတယ်ပေါ့နော်ပါများလို့ရှိရင်လည်းဒီအသွားတွေကစီမရှိတဲ့ခါမျိုးတွေမှာလို့ပြုံးတာတို့တုံးတာတို့ဖြစ်ကြတယ်ပေါ့ခုနောက်ပိုင်းဆက်အသွားတွေကကျတော့ကျွန်တော်ပုံမှန်နဲ့မတူတော့ fusion blade တွေဖြစ်လာတယ်ဘာတွေအားသာလာလဲဆိုလို့ရှိရင်ကြာညှက်လို့ရှိရင်တော့မှပဲမပူတော့ဘူးပေါ့နော်မပူညက်လေထက်လေညက်လေထက်လေပုံစံမျိုးဖြစ်သွားတယ်အဲ့တော့စီနဲ့ပတ်သက်ပြီးတော့လေကျွန်တော်တို့ကအရင်အားလောက်ထိတော့အားစိုက်ပြီးထည့်စရာမလိုတော့ဘူးပေါ့နော်တန်သွားတွေမှာဘက်ကိုတစ်ခါမျိုးတစ်ရက်ကိုတစ်ခါမျိုးထည့်ရတဲ့ဟာမျိုးတွေရှိရဆိုပေမဲ့အခုနောက်ပိုင်းမှာကျတော့ကျွန်တော်တို့ကနှစ်ပတ်တစ်ခါဒါမှမဟုတ်တစ်လားတစ်ခါလောက်မှဒါမှမဟုတ်လုံးလုံးမထည့်လို့ရှိရင်တော့ဒီသွားတွေကဘာမှမဖြစ်တယ်ပါလာပေါ့နော်အဓိကအဲ့လိုဖြစ်လာတဲ့အကြောင်းရင်းကလည်းဒီနည်းပညာအရမြင်လာတယ်ပြီးသွားလို့ရှိရင်ဒီအသွားတွေမှာအဲ့လို DLC ကုတ်လို့ခေါ်တဲ့ကုတ်တွေပါဝင်လာတယ်ပြီးရင်ကာဗွန်တွေပါဝင်လာတယ်အဲ့ဒီအတွက်ကြောင့်အသွားကတော့အရင်ကအသွားတွေလောက်ကြမ်းမခံဘူးပေါ့နော်ပြုတ်ကြတဲ့ခါမျိုးတွေမှာကျွန်တော်တို့ပျက်စီးလွယ်တယ်ဆိုပေမဲ့လည်းပဲရှည်ရှည်အနေနဲ့ညှက်မယ်ဆိုလို့ရှိရင်ရိုးသေးသေးသုံးမယ်ဆိုလို့ရှိရင်တော့အရင်တော့အသွားတွေထက်ကိုပို့ပြီးတော့ပြတ်တယ်စီတွေလည်းအရင်ကျွန်တော်ထည့်စရာမလိုအဲ့တော့စီတရွှဲရွှဲနဲ့ကျွန်တော်တို့ညှက်စရာမလိုတဲ့အနေအထားတစ်ခုဖြစ်သွားတယ်ပေါ့နော်ဆိုတော့ကျွန်တော်အနေနဲ့အခုဒီတက်ကပ်ပပါ supply ကိုကျွန်တော်ရောက်နေတော့မှဒီအသွားလေးလည်းကျွန်တော်တွေ့တယ်ဒီကောင်လေးဆိုလို့ရှိရင်ဒါတက်ကပ်ကထုတ်ထားတယ်ညှက်လို့ကောင်းတယ်ပေါ့နော်စပင်ညှက်စရာတယောက်အတွက်ဒီလိုမျိုးအသွားကောင်းကောင်းလေးတွေကိုလည်းဒါအသုံးပြုတာကကြတော့ဒီစပင်ပုံစံဖန်တီးတဲ့အပိုင်းမှာဆိုလို့ရှိရင်လည်းပို့ပြီးတော့မြန်ဆန်စီရဲ့ချုံးမွတ်တဲ့အပိုင်းတွေရှိတယ်ပြီးရင်ပူမာကြီးလည်းကျွန်တော်စိတ်ပူစရာမလိုဘူးပေါ့နော်အဲ့တော့ကျွန်တော်ဒီတက်ကပ်ပပါ supply ကိုရောက်တော့လေးဒီအသွားနဲ့ပတ်သက်တာလေးကိုတစ်ခါလေး sharing လုပ်ပေးတာဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်